Okay, but Mazun and the what was it? Say, I mean, the town you had a better conversation. ဟုတ်ကျွန်တော်ကဒေါက်တာဆိုးဝင်းမှန်ပါလက်ထောက်ညွှန်ကြားရေးမှူးတိုးချက်ကာဝတိကုသရခိုင်ပြည်နယ်ပြည်သူ့ကျန်းမာရေးပြောပါ Okay, was it? The Yakama who do the Luna, Neo, she is with Jarros, edition later for Sims up, but the Wabok, she do a yazon and Bowen. ဟုတ်အေးပေါ့ကျွန်တော်တို့မနေ့ကအတန်ရွဲတယောက်တောင်မတယောက်ထွက်တာပေါ့နော်အဲ့တော့သူတို့ကတော့ကျွန်တော်တို့သတင်းရတဲ့အဲ့မလေးရှားပြန်69ယောက်ထဲကကျွန်တော်တို့တွေ့တာပေါ့နော်ကျွန်တော်တို့16ရက်နေ့မှာဒီရခိုင်ပြည်နယ်ကိုမလေးရှားပြန်နေရောက်တယ်လို့ကျွန်တော်တို့သတင်းရတဲ့အတွက်69ယောက်ကိုကျွန်တော်တို့လိုက်ရှာပေါ့နော်လိုက်ရှာပြီးတော့ကျွန်တော်တို့ဒီသူတို့ quarantine center တွေထဲမှာရှိနေစေဖို့သိကြအောင်ကျွန်တော်တို့လုပ်တယ်ပေါ့နော်အဲ့တော့သူတို့ဟို quarantine center မှာရောက်ပြီးတဲ့အချိန်မှာကျွန်တော်တို့ကနမူနာရယူတယ်။ quarantine center ဆိုတာကျွန်တော်တို့တချို့မြို့နယ်မှာတော့ဒါ quarantine center မှာထားရပါမယ်။တချို့မြို့နယ်မှာတော့ကျွန်တော်တို့ဆေးရုံမှာကျွန်တော်ထားလိုက်တယ်။ဆေးရုံ hospital quarantine လို့ခေါ်တာပေါ့နော်။ကျွန်တော်တို့ဆေးရုံမှာ quarantine ထားလိုက်တဲ့သဘော။သူတို့ဒီဆေးရုံကိုတင်နေဆိုပေမဲ့သူတို့မှာယောဂလက္ခဏာရှိလို့တော့မဟုတ်ဘူး။ဒါပေမဲ့ကျွန်တော်တို့မလေးရှားပြန်နေဖြစ်တဲ့အတွက်ကျွန်တော်တို့ကဆေးရုံမှာထားပြီးတော့ကျွန်တော်တို့ကအသွားလာကန်တာဆောင်းကြည့်လိုက်တဲ့သဘောပေါ့။အဲဒီတော့69ရောက်ထဲမှာကျွန်တော်တို့ပို့လို့ရတဲ့ဟာတွေကို16နှစ်သတင်းရပြီးတော့16နှစ်ချတယ်18ရက်နေ့မှာကျွန်တော်တို့စပို့တာပေါ့နော်18ရောက်ပို့တယ်အဲ့ဒီကမှာကျွန်တော်တို့2ရောက် positive တွေ့တာပေါ့တခြားကျန်တဲ့လူတွေကိုလည်းကျွန်တော်တို့ပို့ပြီးစစ်စစ်ကိုလုပ်နေတယ်ခင်ဗျဒီ69ကဆရာအကုန်လုံးကျွန်တော်ဒီခိုင်ပြည်နယ်အတွင်းကပဲလားဟုတ်တယ်ရခိုင်ပြည်နယ်ကိုဝင်လာတယ်လို့သိတယ်69ရောက်ပါရခိုင်သူကမလေးကဆိုတော့သူကဒီအစိုးရဘက်ကခေါ်တဲ့အတုမှပါလာတာဒါမှမဟုတ်လေတခြားဟုတ်တယ်အဲ့ပုံဆိုတော့ကိုရဒီဟိုပေါ့ quality တော့ဟုတ်တယ်ဒီလက်တလုံးမပေါ်စရာဒီရခိုင်ပြည်နယ်တွင်းမှာပေါ့ဒီစောင့်ကြည့်ဒီဟိုလူနာဘယ်လောက်ရှိလဲမသိဘူးစောင့်ကြည့်လူနာဆိုတာကျွန်တော်တို့ကဒါဓာတ်ခွဲစစ်ဆေးတဲ့အပိုင်းကိုပဲပြောပြမှာပေါ့နော်အဲ့တော့ကျွန်တော်တို့ဆေးရုံမှာယောဂလက္ခဏာရှိတယ်ဆိုတော့ဥပမာဖျားတယ်ချောင်းဆိုးတယ်เนาะဒီလိုလူနာအနေနဲ့ကျွန်တော်တို့58ရောက်ကျွန်တော်တို့ပို့ပြီးစစ်ထားတယ်เนาะ58ရောက်ပို့စစ်ထားတယ်ကျွန်တော်တို့ခုနပြောတဲ့ home hospital quarantine လို့ပြောတဲ့ hospital quarantine အနေနဲ့ကျွန်တော်တို့36ရောက်ကျွန်တော်တို့ပို့စစ်ထားတယ်ပြီးလို့ရှိရင် community based facility quarantine ဆိုပြီးတော့ကျွန်တော်တို့ကလူနာမဟုတ်ဘူးเนาะဘာလက္ခဏာမှမရှိဘူးဒါပေမဲ့သူတို့ဒီခီးသွားရာဇဝင်တွေရှိခဲ့တယ်နိုင်ငံသားပြန်နေရှိတယ်ပြည်တွင်းမှာလည်းကျွန်တော်တို့ hotspot area တွေပေါ့เนาะကျွန်တော်တို့ကူးစက်မှုရှိနေတဲ့မြို့နယ်ကပြန်လာတဲ့လူတွေအဲ့လိုလူတွေကိုကျွန်တော်တို့ community based facility quarantine ကယူပြီးပို့ခဲ့တာကကျွန်တော်တို့180ယောက်ပေါ့နော်181ယောက်ပေါ့အားလုံးပေါင်းလိုက်ရင်ကျွန်တော်တို့285ယောက်ကိုတက်ခွဲပေးဖို့စစ်ဆေးထားတယ်အဲ့ဒီအမှာကျွန်တော်တို့ဒီ2ယောက်ထွက်လာတာပေါ့နော်ဟုတ်ကဲ့ကျေးဇူးပါပဲ